ပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်စိတ်ကူးပါစီစီနဲ့တကယ်ချင်းများကတွန်းလေးရတယ်ပြန်တဲ့ကြိုဆိုလိုက်ပါတယ်နော်ကျောင်းခရက်တွေမှာစီစီရကျန်းစာတွေလုပ်နေရတာမို့လို့အခုကျောင်းပိတ်ရလေးမှတင်ပေးပါမယ်ရှင်အခုတော့ပိုင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ပိုင်းလေးဒီထိုင်ပြထုတ်ပြီး Hey kiss အဲ့ဒါနင်းနဲ့စီစီမလားဟာငါသိပြီအဲ့ဒီစာကူသွားရှင်ရမယ်ဒီပါအောင်ဘာဖြစ်တာလဲငါ့ကိုပြောအောင်လေချင်းပြူးပြကြငါ့ကိုဒီနေ့ခွင့်တိုင်ပေးချီးပဲဟာဓမြတိုင်းမှာခံရတော့ထွက်ပြေးမိပါတယ်အေးလေ FAU တောင်စစ်ဆေးရခဲ့မင်းတို့ရောက်လာပြီဒီပါထိုင်မှာဒါနဲ့မင်းတို့ဘယ်သူထွက်လိုက်တာလဲဘယ်သူမှမလုပ်ဘူးကိုယ့်အကူလာတာဟုတ်ပါပြီခဏနော်ခင်ဗျပြောထားတဲ့လူတွေရောက်နေပြီဗျခဏတော့လာပေးပါโอเคခဏကြာအမကျွန်တော်ကြည့်ရတာတော့ပုံမှန်လူတွေလိုပဲငါသိချာသိတာဟာဟုတ်ပါပြီဒါဆိုခင်ဗျားတို့စစ်ဆေးတဲ့မေးခွန်းတစ်ခုမေးပါမယ်ပထမတစ်ခုကခင်ဗျားတို့ရဲ့ idea ကဘယ်လိုလဲဘာအဲ့ဒါယူမယူစစ်တဲ့မေးခွန်းလားလာလီဆာမန်နိုပဲငါဂျင်းနီခင်ကောင်းပါပြီဒါဆိုခင်ဗျားတို့ပုံမှန်လူဖြစ်နိုင်ရ90ရာခိုင်နှုန်းရှိသွားပါပြီဘာလို့လဲနင်ဘာလို့ရှောင်းလုံးနေရလဲကျေးဇူးပြဘင်းကြီးလေးထိုင်နေပြီပါဒါကျွန်တော်တို့ချက်ထားတဲ့နည်းလမ်းတစ်ခုပါရက်စတဲ့တကားကြီးနောက်မှာခြေတံတွေကြားဒီမှာရရှိတယ်ယူမြယူနေရလားလဲလူပုံလားလို့ကျွန်မပြောပြရစီကောင်းပြီမင်းတို့ကြည့်ရတာဒီနေ့ဘက်ကနဲ့တူတယ်ပြောစမ်းပါအောင်ကျွန်မကဒီဇိုင်နာစစ်စစ်ရဲ့မာကန်ပရိသတ်ပါရှင်စဉ်းစားကြည့်ယူနေတဲ့သူတယောက်ကဒီလိုလိုမျိုးလုပ်နိုင်မှာမလားဟုတ်တယ်ကျွန်တော်လည်းအဲ့လိုစဉ်းစားမိတယ်ဗျကျမလည်းထောက်ခံတယ်ကျမတို့ရဲ့ဒီဇိုင်နာကတော်တယ်ပြီးတော့သဘောလည်းကောင်းတယ်ငါတို့လည်းထောက်ခံတယ်ဘာလို့ယူရမှာလဲကဲတက်သေးတွေကုန်လိုက်တာပြီဆိုတော့ဒီမှာဘာလို့အခုလိုထင်ရတာလဲငါတကယ်ကျမပြောပြရစီဖြစ်ပုံကဒီလိုပါကျမတို့ညနေပိုင်းလမ်းလျှောက်ထွက်နေတာကိုကမတနကြီးနဲ့လာချိန်ပြီးဓမြလာတိုက်တာပါကျမတို့လည်းမန်းကြီးအပေါ်မပါတာနဲ့ယူရီရောင်ဆောင်ပြီးထွက်ပြေးခဲ့တာပြောတော့ရှင်တို့တကယ်ဖမ်းရမှာသူပါအဲ့မိမပါဟုတ်တယ်ကျွန်တော်စီရလည်းပစ္စည်းလုပ်ပြေးဘူးလေကျွန်တော်မှတ်မိတယ်သူ့ကိုကြည့်ကြတာပေါ့ဝရန်စီ2026 Juno အရေးပေါ်ကိစ္စကြီးကကဲအခုတော့မင်းပြည့်မလို့တော့ကောင်းပြီကျွန်မဖမ်းခံပါမယ်ဒီတို့တွေဖမ်းနိုင်ပေါ့ပကံလုံးစီတိုင်းပေါ့မလို့ပြီးတယ်လိုက်ဖမ်းချီပဲဥလိုက်ကြီးကပုံမှန်ရတော့မယ်ကဲကောင်းတာပဲအတုံခုဆိုင်ပိုးရင်ကျိုးသားနေပေါ့ဟင်ခဲရောက်သွားတာလေခုနကဒီဘက်ကိုကိုယ်သွားတာပါစင်ကြတဲ့ရှင်းလင်းပြောင်းလိုက်တွေ့ကြလားဗျမတွေ့ဘူးစီရရဲ့ခုနကဒီဘက်ကိုကိုယ်သွားတာအခုပဲရောက်သွားလည်းမသိဘူးဓမြဂျူနွန်လို့မပြောအောင်ထားပါကျွန်တော်ဆက်ချလိုက်ပါမယ်အားလုံးကိုယ့်အိမ်ကိုပြန်လို့ရပါပြီငါတို့ကဘာလုပ်ကြမလဲဟုတ်ပါသွားစားမယ်လေတော်ရတငယ်ချင်းဟူးတော်သေးတာဗောပြန်သွားကြလို့ကိုလုံးလုံးညစ်ပတ်နေပြီယူတွေတွေ့လို့အကြောင်းကြားမိပါတယ်နင်းထိုင်ပြထုတ်တာပဲအယုတ်တန်းနဲ့ရေချိုးမှာအာတင်ထူတော့မိသနာစီရလူချင်းချီရှူအပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစစ်စီရကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်နောက်ထပ်လည်းစစ်စီရကတ်တုန်းလေးတွေအများကြီးတင်ပေးနိုင်အောင်ကြိုးစားနေရမို့လို့ channel လေးကို subscribe လုပ်ပေးသွားကြပါအောင်နော်အားလုံးချစ်ပါတယ်တတား